သူအကောင့်ထဲကိုဝင်လိုက်ဝင်ပြီးရင်ဒီ professional dashboard ကိုဝင်ပြီးဒီအဲ့မှာ home မှာပဲတစ်ချက်ကြည့်လိုက်ဒီအောင်နာလေးမှာ monetization ဆိုတာလေးရှိရလေအဲ့နေရာမှာဒီမှာပြထားတဲ့ content monetization ဆိုပြီးပေါ်နေမှာအဲ့ဒါရပြီဖြစ်မှာဟိုလိုမျိုးမင်းပြတဲ့အခု3-4မျိုးပေါ်နေမရသေးအဲ့3မျိုးကိုပေါင်းပြီးတော့ဒါမျိုးcontent monetization ဆိုပြီးတော့ပြနေမှာအဲ့ဒါဝင်လိုက်ခံကြမှာဒီလိုပုံစံတွေကိုမြင်ရမှာအဲ့ဒါမှကိုကဒီဒေါ်လာဒီပတ်စံဝင်တဲ့အကောင့်ဖြစ်မှာအဲ့ဒါမရသေးရင်အကောင့်မဖြစ်သေးဘူးဒါဆိုဒါငါရထားတဲ့အကောင့်ကမရတဲ့အကောင့်ကပြပေးမယ်အဲ့ဒါရင်ဒီမှာဒီအကောင့်ကြည့်ဒါမရသေးတဲ့အကောင့်ဆိုရင်တော့ဝင်လိုက်တယ်ဝင်ပြီးရင်ဒီ professional dashboard ကိုဝင်လိုက်တယ်ဆိုရင်ဒီအောက်မှာကြည့်လိုက်ဒီအောက်မှာကြည့်လိုက်တယ်ဆိုရင်ဒီမှာဒီလိုမျိုးပြထားအဲ့ဒါမရသေးဘူးအဲ့ S&R တို့ဒီ bonus တို့ in-stream တို့အဲ့ကောင်တွေအားလုံးပေါင်းပြီးဟိုရှေ့ကပြခဲ့တဲ့လိုမျိုး content monetization ဆိုတကြောင်နဲ့ပေါ်သွားပြီဆိုမှအဲ့ဒါရတယ်ခေါ်မှာနော်